အောင်ပန်းအထွက်ကရင်ခုနှစ်မရောက်ခင်လမ်းကွေးကနေကျွန်တော်10မိနစ်လောက်မောင်းရမြေကွက်လို့တက်ကြည့်မှရှိပါတယ်ဟုတ်ကဲ့ပါဒီမြေကွက်ကိုကြည့်မယ်ဆိုရင်လမ်းသွားလမ်းလာကြည့်မလားလမ်းသွားလမ်းလာကြည့်မယ်ဆိုလုံးဝအဆင်ပြေပါတယ်နောက်ပြီးတော့အခုဘေးပဝင်းကျင်မှာအိမ်တွေရှိနေပြီဖြစ်တဲ့အတွက်ကြောင့်လူနေမှုများလာပါလိမ့်မယ်မြေကွက်ရဲ့အကျယ်ဝန်းကိုကြည့်မယ်ဆိုရင်လည်း60-40ဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်တစ်လုံးစာကောင်းကောင်းလေးဆန့်ပါတယ်ဆိုတော့အောင်ပန်းကိုပြောင်းနေလို့တဲ့သူများအတွက်ဒီနေရာလေးကလုံးဝအဆင်ပြေလာမယ့်နေရာလေးတနေရာလို့ကျွန်တော်လမ်းညွှန်ပေးချင်ပါတယ်ဗျာ